တေချာပြောပြရင်မွေးမလေးနဲ့နဘာလုံးခဲ့တာတော့တတိယသွားတယ်ဟိုမှာမွေးမလေးကကဲကျင်တာလည်းမပြောနဲ့မောက်ခံနေတာပဲနှစ်ဖူးလေးကအလိုနဲ့သားကြီးလည်းနှစ်ဖူးလေးကိုတတိယပြီးအာရပါရတွေပြောပြနေတာတူကမယုံပြန်ဘူးမွေးမတရုတ်ပြည်သားရောက်သွားရင်ချက်စားပြစ်မှာဆိုတော့သားကြီးလည်းထထိုးချင်နေပြီအလိုဖြစ်နေတော့ပေါ်သွတ်နဲ့သဘောတူထားတဲ့စော်လေးရောက်လာလို့တော်သေးတယ်ငနေကို shopping ခေါ်ချသွားပြီးဘာမှဝယ်တာမတွေ့ပဲဖျားရောက်လာပြီးစော်လေးကဂေးစော်ဖို့ပူဇာနေတာငနေကလည်းတရားဝင်မတီးကျင်သေးတော့နှစ်ချက်ကွက်တွေတုံးနေရတယ်ကိုမှစော်လေးတွေတော်တော်ဆိုးဆိုးဂေးစော်ဖို့ပဲစဉ်းစားနေတာအဲ့ဒါနဲ့ငနေကလည်းဂေးစော်ဖို့အရေးထက်သူလေးကိုပဲစကနိုင်လူကျင်နေတော့သူလေးပြောတဲ့မွေးမရှိတယ်ဆိုတာမယုံဘူးယူနေတာပဲဖြစ်မယ်ဆိုတော့သားကြီးကလည်းတင်းပြီးမယုံရင်သူကိုယ်တိုင်လိုက်ပြမယ်ဆိုတော့ပေါ်တော့လဲသူ့မိဘတွေကိုခွင်တောင်းပြီးတော့တငယ်ရွန်းတွေပါခေါ်ပြီးဒိုးချလာတာမုတ်ဆိုးကြီးဦးမိုင်းစော်တို့အိမ်ကိုရောက်လာရောအမဦးမိုင်းစော်ကမှတ်မိဘူးဖြစ်နေလို့ကားနဲ့သားကြီးဆိုမှမှတ်မိပြီးဝါးနေတာနေတာပြီးမှလာရင်ကိစ္စမိတော့ငွေနှမ်းရှင်မတို့ရွာသွားခြင်းနဲ့ဆိုတာနဲ့အဖိုးကြီးလည်းအားနာလို့သူမြင်းမလေးပါခေါ်ပြီးဒိုးချလာရောအမတော်ထက်တောင်းသွဲသွဲတွေသွားရင်နဲ့ငွေတွေကလည်းတွေ့တယ်ဟေ့ပြီးတော့ဝေလူနိုင်တို့အဖွဲ့ကပါရောက်ချလာပြီးအစွဲလေးများပေါက်မလာတော့ဝချုံတွေနဲ့ဂူးကားလုပ်ပြီးမျက်မှန်အောင်ကောက်တက်လိုက်သေးတယ်ဘိုးမမွေတွေအိုင်ကျူကတော့မသေးဘူးပြီးတော့သူတို့အဖွဲ့ဖမ်းချသွားပြီးစကန်ရောက်တော့ငွေစကားတွေဝူဝါနဲ့ပြောပြန်ရောအဲ့တော့ပေါ်တော်တို့လည်းမှားပြီးဆိုပြီးလန့်နေတာတာကြီးကမလန့်ဖို့ပြောပြီးအဲ့ကောင်တွေမြမစကားပြောတတ်တယ်အယူကနင်းနေတာဆိုမှမြမလူတွေပြောပြီးတိုးတုတ်ထားလိုက်ရောဘိုးမမွေလူနိုင်စကားပြောတတ်တာကိုဝူဝါလုပ်နေသေးတယ်အဲ့လိုနဲ့သူတို့ကိုဒူးထောက်ခိုင်းတာပြီးရွာလူကြီးဖြစ်တဲ့ငွေသခင်မတို့ထွက်ချလာရောပြီးတော့ဖြစ်စင်ပြီးရွာနားမှာလာဝိုက်နေလို့ဖမ်းချလာတာဆိုတော့သူတို့ကိုထားခိုင်းနေလို့ရှိသေးတယ်နတ်ဆရာမိုးဖားမပါရောက်လာပြီးအကုန်တတ်စားပြစ်ဆိုပြီးဝကိုင်းကြောင်းနဲ့ရမ်းရှာနေသေးတယ်အဲ့ဒါငွေသခင်မကသူ့လုံးဝင်းမရှုပ်ဖို့မှာပြီးတာကြီးကလည်းသူ့နဲ့နှစ်ပန်းလုံးခဲ့တဲ့ငွေမာလေးကိုသူ့နာမည်ပြောပြီးနှစ်ပန်းလုံးခဲ့တာမှတ်မိဘူးလားဆိုမှမှတ်မိသွားပြီးအတကုံနှုတ်ဆက်နေတာအလိုနဲ့ညကြတော့ငွေမာလေးတွေကိုယ်တိုင်လုံးခံနေတာပဲကိုမအသီးတွေပြောတာပါလာကျွေးတော့ငနဲတွေကလည်းအသီးစိတ်ဝင်စားဘူးငွေမာလေးတွေပဲစိတ်ဝင်စားပြီးသူတို့ကဒပလဲပြန်ညှို့နေတာဟိုမှဦးမန်းနေလို့လာရင်ပြန်ပြောင်းနေကြီးပဲအဲ့ဒါငွေလူနိုင်ကတွေ့တော့မကျေနပ်ပြန်ဘူးနောက်ဆုံးငွေမာလေးတွေလည်းဒီတူကြီးနှစ်ကောင်နဲ့မျက်လုံးမီတောက်တွေဖြစ်ကုန်မှာဆိုလို့လုံးနဲ့ပြန်ချသွားရောတခါနောက်နေ့ကျတော့လေငွေမာလေးတွေလုံးနဲ့ရောက်ချလာပြန်ရောအဲ့တော့လူနိုင်လည်းတီးမခံနိုင်တော့ဘူးဦးမန်းတွေနဲ့အဲ့လိုရောနောနေတာသူမကြိုက်ဘူးပြီးတော့ငွေငယ်မာလေးကသူနဲ့စေးဆက်ထားတာမို့လို့သစိမ်းတွေနဲ့ရောနောနေတာမသိတော့ဘူးဆိုတော့ငွေအကြီးမကသူကရွာလူကြီးသူတည်တယ်ဆရာလာမလုံးနဲ့ဆိုပြီးဒီတခါတော့မျက်လုံးမီတောက်မလုပ်လိုက်ရဘူးအဲ့လိုနဲ့နောက်နေ့သူတို့ရွာမှာဂေးစော်ပွဲရှိတော့သူတို့လည်းလာကြည့်ရင်နတ်ဆရာကဗိတ်သိမ့်ဖြောက်ပြီးမွေတောင်မှုကိုပူဇော်ခိုင်းတာအထက်ကမွေကအေးရင်မွားလို့လာမသိဘူးထွက်မလာတော့မွေကသဘောမတူဘူးဆိုပြီးမင်္ဂလာမောင်နှံကိုတတ်သိခိုင်းလိုက်တယ်ဟိုမှာမွေလောက်တာနဲ့တီးတော်မတီးလိုက်ရဘူးမင်္ဂလာမောင်နှံလည်းသိရောအဲ့တော့သားကြီးတို့လည်းအရေးမပါတယ်ဒလေကြီးဆိုပြီးသူတို့ယူဆတွေမှားတယ်ပြောတာလက်မခံဘူးသူတို့ရက်နဲ့သူတို့ဇက်ဆိုတော့သစိမ်းတွေဝင်ပါစရာမလိုဘူးဆိုပြီးအချင်းတွေများကြပြန်ရောမွေအကြီးမှလည်းသားကြီးတို့နဲ့သဘောထားချင်းတူပေမဲ့အများဆန္ဒဆိုတော့ဘာမှလုပ်မရဘူးအလိုနဲ့နောက်တစ်တွဲဂေးထတ်စော်ပြန်ရောဒီတခါတော့ဘေးကလူတွေအတုံးစွတ်អော်တာနဲ့မွေလဲတောင်မို့ promise ထဲကနေထွက်လာပြီးသဘောတူတယ်ဖြစ်ရောတော်သေးတာပေါ့အမသားကြီးတို့လည်းရေနည်းချမ်းနေပါတယ်တောက်ရင်မွေတွေကလက်ဖက်ကြောက်ဘဲကရလည်းမသိဘူးသူတို့မွေသမိုင်းကြောင်းကိုစတ်စုနေတာသူတို့ရွာမှာမွေပရပိုက်ရှိပြီးအဲ့ပရပိုက်ကိုလည်းမွေကပဲစောက်ရှောက်နေတာပြီးတော့ပရပိုက်ထဲမှာလည်းဘာတွေရေးထားမှမသိတော့နတ်ဆရာကထင်ရတွေပြောပြီးပောက်ကရတွေလုပ်နေတာဆိုတော့ဘောတော့လဲအဲ့ပရပိုက်ကိုသူဖတ်ကြည့်မယ်လို့ရောအဲ့ဒါနဲ့ပရပိုက်ရှိတဲ့နေရာလိုက်ပြပြီးမွေမရှိတဲ့အချိန်မှာလာကြည့်ဖို့ခိုင်းလိုက်တယ်အဲ့လိုနဲ့နောက်နေ့ကျမွေမရှိတဲ့အချိန်မွေငယ်မလေးနဲ့ပရပိုက်ကိုအေးဆေးလာဖတ်နေရင်ငနေကိုတီလာဆိုတော့သူလည်းမသိဘူးမသိတော့မွေမလေးကိုလက်စားနဲ့တရားထိုင်ဟောနေတာမွေလူနိုင်တို့ဖွဲ့ရောက်ချလာပြန်ရောဟိုမှာငွေရကလူနိုင်တို့သာအင်းကြီးမွေးနိုင်တာတကားကြတော့ဘာကြတကားနဲ့အစင်းမြင့်ချမ်းအဲ့လိုနဲ့ပေါ်တော့ကိုစီကံဖောက်ပြက်လို့ဆိုပြီးဖမ်းချုပ်ထားလိုက်တယ်ပြီးတော့မွေသာကျွေးမယ်လို့ဒါရွာလူကြီးမွေအကြီးမှရောက်လာလို့တော်သေးတယ်သူကသူ့လိုခိုင်းတာဆိုပြီးပြန်လှုပ်ဖို့ပြောပေမဲ့မူဖားမူကလွတ်ချင်ရင်မွေလူနိုင်နဲ့တီးဆိုတော့တားကြီးကစိုးရိမ်နေတာပေါ်တော့ကလည်းရပါတယ်ဆိုပြီးအင်ကြီးတွေပါဖျဲပြီးတီးတာသူတပြန်ကိုတပြန်ပဲဒါပေမဲ့လူနိုင်ကမွေသာဖြစ်တာဘိုက်ဘူးနေတော့အမောမခံနိုင်တာနဲ့နောက်ဆုံးအသိခံလိုက်ရပြီးမှောက်သွားတယ်အဲ့ဒါနဲ့သားကြီးတို့လည်းမွေရမှာနေရတာအန်နေများတယ်ဆိုပြီးပြန်မယ်လို့တော့မွေမားတွေကဟူးမန်းတွေကိုမခွဲနိုင်တော့ဘူးအဲ့တော့သူတို့ချစ်တဲ့လက်ဆောင်မွေရုပ်ပေးတဲ့လူကပေးရွှေတုံးပေးတဲ့လူကပေးနဲ့ငို့မှာမွေမားတွေနဲ့ချစ်တဲ့တော့ I love you ရတာမိုက်ချ
ဦးမမတွေဆိုကိုရီပဲကုန်ခါတာလာကုန်ရင်ရေးနဲ့ထမင်းပဲအလိုနဲ့သူတို့လဲတွက်ချေကပြီးပြန်ချလာရင်လာတော့ရောက်တော့ဝေလူနိုင်တို့ကခဏပေါက်ဆက်နှိပ်ဖို့စောင့်နေပြန်ရောအဲ့တော့သားကြီးတို့လဲဦးမိုင်းစော်တို့မြေဖို့ခဏရှောင်ခိုင်းလိုက်ပြီးဝေလူနိုင်တို့နဲ့ချစ်လင်ဒူးဒူးတွေတီတာဝေလူနိုင်တို့ပဲမှောက်သွားပြီးပေါ်တော့ကတော့ခေါင်းထုခံလိုက်ရတယ်အလိုနဲ့မြို့ပြန်ရောက်ပြီးဆေးတွေပါတွေကိုအေးဆေးဖြစ်သွားတော့မှမွေမတွေရောက်လာပြီးခဏလာတွေ့သူတို့လိုပဲလူနိုင်ကလည်းဝေတကောင်နဲ့လာမမှုလို့သူပေးထားတဲ့အဆောင်လေးတခြားသိမ်းထားဖို့ပြောပြီးပြန်ချသွားရောဟိုမှာသူတို့ကြောင့်မိုက်ချမ်းလာစိတ်မကုန်ဘူးအလိုနဲ့ညကြမွေမာလေးပြောတဲ့အတိုင်းလူနိုင်ကိုဝကွာနဲ့ပေါ်လာပြီးငနဲကိုရန်ရှာဖို့လို့တော့မွေရုပ်ပြလိုက်တာပြည့်ရောအဲ့ဒါလည်းမကြည့်နဲ့သေးဘူးနောက်တစ်ခါပေါ်လာပြီးသူကမွေနဲ့မတူဘူးလိတ်ဖိုးဖိုးစတိုင်နဲ့ထလာပြီးဘိုးမလူနိုင်ပေါ်တော့ကိုရန်ရှာပြန်ရောရန်ရှာတော့လေဟိုငနဲကဝေရုပ်လက်မှာပတ်ထားတော့ဘာမှလုံးမရတာနဲ့ပြန်ပြေးသွားရောအလိုနဲ့လူနိုင်ပဲလာနေတာစော်လေးကြတော့မလာလို့တန်းတနေရင်ရွှင်ခနဲဆိုပြီးရောက်ချလာတော့တိတ်ပြောလိုက်တာဟိုအောင်တုံးနေဆိုပြီးငိုမှမွေမာလည်းမထားဘူးတီးထုတ်ပြလိုက်တာမွေမာလေးကလည်းနှာတောင်ကိုဆင်းနေတာပဲအဲ့တော့ငနဲကလည်းအတကုံတီတာမွေမာဆိုမြော့နေပြီဟိုမှကူးမနေကြမ်းကြမ်းအလိုကြမ်းကောင်းနေမှာမုတ်ဆိုးဖို့မွေလူနိုင်ကလာရှုပ်ပြန်ရောပြီးတော့မွေတိုင်းနဲ့လေပိတ်ညစ်တာဟိုကမွေချိုးနဲ့ဆော်ပြလိုက်တော့မွေလူနိုင်ကိုအဲတဲကပေါ်မလာတော့ဘူးပြီးတော့တူကြီးနှစ်ယောက်ကမွေမာတွေနဲ့ပါသွားပြီးနောက်ကကြည့်တော့လဲမမြင်ရတော့ဒီနှကောင်ယူသွားပြီပဲထင်တာငနဲတွေကတော့မဟုတ်ဘူးမွေမာတွေနဲ့အတကုံတီးထုတ်ရင်ပြီးဆုံးသွားပြီပေးချင်တဲ့ message ကတော့မနှက်ပြန်မင်းမင်းလဲတော်တဲ့လစ်ပြီဆိုတာပါပဲဟိုမှာရွှေတုံးလေးရဝါလဲဝဆိုတာဒါမျိုး